စ်လိုက်ရတာဖေဖေပါလူသမီးတို့ခွဲသွားကြရလေအဖေသမီးသိချစ်ချင်ခဲ့တယ်မိသားစုဘဝလေးကိုသမီးတို့မရောက်နိုင်တော့ဘူးဖေအဖေရောဘာလို့သမီးတို့ခွဲသွားခဲ့ရလဲစိတ်မအေးခဲ့တယ်ကြောင်းစားတင်ငိမ်ဝဲအဖော်ရီကြမှာမြင်နာငယ်ဒီချိန်မှာအဖေသာရှိရင်ဘလောက်ပြောလိုက်မလဲကွယ်အမေကခဏခဏပြောတယ်အဖေကြောင့်နေနာနဲ့မဆန်ပြောပြီးငိုတယ်အမေရဲ့မျက်ရည်ခါနေပြီကွယ်အဖေတို့သမီးလေးမို့တယ်အမေတကယ်ချစ်လိုက်ရတာဖေဖေပါလူသမီးတို့ခွဲသွားခဲ့ရလေအမေကခဏခဏပြောတယ်အဖေကြောင့်နေနာနဲ့မဆန်အောင်